အားလုံးပဲမင်္ဂလာပါဗျာ။ဒီနေ့မှာတော့ကျွန်တော် iPad 11လေးကို unboxing လုပ်ပြမှာဖြစ်ပါတယ်။အပက်ကထုံးစံတိုင်းဘူးလေးရစားလက်ထဲမှာကန်ရတာကို share ပဲနော်။ဒီပြောမယ်တက်ရဲနဲ့မိုက်တယ်နဲ့ဘူးကစားကို share ဒီ iPad ကတော့မတ်လ12ရက်နေ့က release လုပ်ခဲ့တာဖြစ်ပါတယ်။ကဲစပေါက်ပါပြီဗျာ။ဒီစီလေးကွာတဲ့ feeling ကလည်းရတာတစ်မျိုးပဲရတဲ့။မိုက်တယ်ဗျ။ကျွန်တော်ဒါကြောင့်မို့ဒီ iPad တို့ iPhone တို့တခြားဖုန်းတွေဝယ်တဲ့အချိန်ကျွန်တော်ဆိုင်မှာကျွန်တော်ကမခွာခိုင်းဘူးဗျသူတို့ကစဝဲတွန်းပေးမယ်ဘာညာလုပ်တယ်လို့ဆိုကျွန်တော်လက်မခံဘူးကျွန်တော်အိမ်ကမခွာခြင်းတဲ့အတွက်အခုဖွင့်ကြည့်ပါရင်ဗျမြင်ရတဲ့အတိုင်းပဲဗျ17လက်မ screen size ဖြစ်တဲ့ပေါ့နော် screen ကတော့ heavy ပဲအကြီးပဲပေါ့နော်ကျွန်တော်တို့ game တွေပိုင်းနှိပ်နေဆိုတော့တော်တော်မိုက်ပြီကျွန်တော်ထင်ပါတယ်အဲ့တော့ iPad လေးခုနပြချမယ်ထဲမှာပါပါလဲတစ်ချက်ကြည့်ကြအောင်အတုံးတုံးပါပါအတုံးတုံးကတခြား website တွေနဲ့ပေါ်ပြချက်ကတော့20 web ပေါ့နော်ပြောကျွန်တော်တို့တခြားမဖြစ်အောင်လေကျွန်တော်မျက်လုံးကနည်းနည်းလေးမွဲနေတယ်ဆိုတော့ခဏပြန်ထားမယ်တော့ကျိုးကလည်း USB-C က USB-C ရှိပါတယ်အသေးကပါလဲဆိုတော့ဒါစတစ်ကာလေးကမြ iPad စတစ်ကာလေးဖြစ်ပါတယ်ပြီးတော့ဒါကတော့ user manual လေးပဲမပါတော့ဒါပဲခင်ဗျကဲခုတော့ iPad ကိုတစ်ချက်ခွာကြည့်လိုက်ကြအောင်ပုံမှန်အောက်ထားတဲ့စက်ကူဒါထဲမှာကန်ရတော့အရင်ရေးလို့တော့မခံစားဘူးဟိုက comfort ဖြစ်တယ်ကန်ရတာမျိုးပါပါလေးရန်ကျွန်တော်ရေးခဲ့တဲ့ဟာလေးကတော့အပြာလေးပေါ့နော်အပြာလည်းအပြင်မှာရန်လာတော်လာမိုက်တယ်ကန်ရတဲ့ရတာရှယ်ဆိုအောင်လက်ထဲမှာအရင် heavy ဖြစ်မနေဘူးပေါ့နော်ရောင်က၄မျိုးရွေးနိုင်တယ်ရောင်၄မျိုးနဲ့တူ release လုပ်ခဲ့တယ်အပြာရဲ့ပန်းရောင်ရဲ့အဝါနဲ့ငွေရောင်ဆိုပြီးရှိရပါတော့ story ကတကယ်တော့512ကအမြင့်ဆုံးဖြစ်ပြီးတော့အနိမ့်ဆုံးကတော့128ဖြစ်ပါတယ်အနည်းဆုံး version ပေါ့နော် memory ကတော့ဒီသူ့ Apple official website မှာတော့ဘယ်လောက်ပါတယ်လို့တော့ပြောမထားဘူးကျွန်တော်သိကျင်တဲ့အတွက်ပေါ့နော်ဒီတခြား website တွေ resource တွေနဲ့ကျွန်တော်ရှာကြည့်တဲ့အချိန်မှာ6 GB ပါတယ်လို့တော့ဖော်ပြထားကြတယ်ပေါ့နော်နောက်ဝက်အနေနဲ့ကတော့ Wi-Fi 6ကို support လုပ်ထားပြီးတော့တကယ်လို့ Wi-Fi only မဟုတ်ဘဲနဲ့ single ပါသုံးကျင်တယ်ဆိုရင် Wi-Fi နဲ့ sync ဆိုပြီးရွေးချယ်နိုင်တယ်ပေါ့နော် sync ကတော့သူက 5G support လုပ်တယ် CPU ကတော့ A16 chip ဖြစ်တယ် iPhone 40 Pro iPhone 40 Pro Max iPhone 15 Plus တို့နဲ့ဒီ CPU level တူပဲပေါ့နော်ဆိုတော့ကျွန်တော်တင်တဲ့ဒီ game ကစားမယ်ဆိုရင်တောင်မှperformance ကမဆိုးလောက်လို့ပြောလို့ရတယ်ပေါ့ပါ game လို့တော့ဒါမှမဟုတ် mobile legend ဖြစ်ဖြစ် COC ဖြစ်ဖြစ်COC ဆိုတော့တော်တော်မိုက်မယ်ဗျတင်လားကျွန်တော်ခုနောက်ပိုင်း COC ကကြာ page ကကြည့်လိုက်အချိန်မှာကျွန်တော်ရဲ့ဒီဖုန်းလေးထဲမှာကြာအရန်ကြီးဗျဆော့လို့မကောင်းတော့ဟုတ်ဒီသူဈေးနှုန်းလေးကတော့ကျွန်တော်ဂျပန်ယန်ဝင်နေဆိုရင်98,800ဖြစ်မြန်မာငွေနဲ့ပြန်တွက်ဖြစ်မယ်ဆိုရင်18သိန်းခွဲကနေ18သိန်းဝန်းကျင်ဖြစ်ပါနော် fingerprint ကတော့ကျွန်တော်ဘာဘတ်တမှာပါပါနော် saturated fingerprint sensor ပါတယ်ဒီဘာဘတ်တဘေးလေးမှာပေါ့နော်ဘာဘတ်တမှာနည်းနည်းတော့နှိမ့်ရခဲ့တယ်ကြဘာဘတ်တလေးကတည်တဲ့အချိန်မှာကျွန်တော်ရဲ့ fingerprint ကို input လုပ်တဲ့အချိန်မှာ register လုပ်တဲ့အချိန်မှာသူ fat ဖို့တယ်ပေါ့နော်နည်းနည်းလေးထပ်ခတ်တယ်ပြောလို့ stereo speaker ကိုသုံးထားပြီးတော့ထပ်အောက်နှစ်ခုပါတယ်ပေါ့နော် size ကတော့17လက်မဖြစ်တယ်အထူက7 mm ပဲရှိတယ်အရန်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ flagship phone ဒီပါတော့ပါတယ်နော်ဒီအထူက display ကတော့ liquid retina display ဖြစ်ပြီး2360နဲ့
1640 resolution ရှိပါတယ် brightness ကို900 nit ထိတော့900 nit ထိအမြင့်ဆုံးပြင်နိုင်မှာဖြစ်ပြီး refresh rate ကတော့60 Hz ပဲဖြစ်တယ်ပေါ့နော်အလေးချိန်ကတော့489 gram လေးပါတယ် battery ကတော့ 9698 mega ampere hour ဖြစ်တယ်လို့ဒီတခြား site တွေရဲ့ reference တွေကကျွန်တော်ပြောပြနိုင်ခြင်းဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီ video ကြည့်မယ်ဆိုရင် Wi-Fi ကနေ stream video ကြည့်မယ်ဆိုရင်10နာရီအထိခံပြီးတကယ်လို့ကျွန်တော်တို့ sim version နဲ့ဝယ်ထားရတယ်ဆိုရင် single ရဲ့ internet ကိုသုံးပြီး video ကြည့်မယ်ဆိုရင်9နာရီအထိခံတယ်လို့ပြောထားပါတယ်ပေါ့နော်ကဲဆိုတော့ကျွန်တော်ဒီ iPad ကိုဘာဖြစ်လို့ဝယ်ဖြစ်သွားလဲဆိုရင်ကျွန်တော်ထွက်ကြတဲ့စိတ်တော်ဝင်စားရပေါ့နော် existing လေးတော့တုံးထားတယ်ပြီးတော့ဒီအဓိကတန်ဖို့တော့သူ့ရဲ့ price ကရိုင်းကြီးမနေဘူးဗျာအခုခေတ်မှာကျွန်တော်ဖုန်းတစ်လုံးဝယ်မယ်ဆိုတော့မှသုံးတော့ဖုန်းတော့မှ15သိန်း30 15သိန်း30လို့ဖြစ်နေတဲ့အချိန်မှာကျွန်တော်ကဒီ iPad ကိုဖြစ်လို့ဝယ်ဖြစ်လဲဆိုတော့ကျွန်တော်ကအဓိကတော့စာကြည့်နေတာပေါ့နော်စာကြည့်နေတဲ့အချိန်မှာကျွန်တော်ပထမဆုံးဒီ ebook reader တွေကိုကျွန်တော် Amazon တို့ဘာလို့မှတက်ရှာတဲ့အချိန်မှာ ebook reader ကောင်းကောင်းတစ်ခုဆိုပြီးပေါ့နော်ကျွန်တော်ဒီ PDF ကို editing လုပ်လို့ရပါညာလို့ပါတဲ့ function တွေနဲ့ပြီး synchronize နည်းနည်းကြီးတဲ့ ebook reader တွေဆိုရင်အနည်းဆုံးသူလည်း15သိန်းဝန်းကျင်တော့ရှိတယ်မြန်မာငွေနော်10သိန်း15သိန်းဝန်းကျင်ရှိတဲ့အတွက်ကျွန်တော်အဲ့ကောင်တွေကအရွေးချယ်ပဲကျွန်တော် iPad ကိုပဲယူမယ်ဆိုဖြစ်တာနော် iPad မှာဆိုရင်တခုပိုကောင်းတာပေါ့ကျွန်တော်စာကြည့်အောင်လည်းမကပဲ game လေးချင်နေရတယ်စကားကြည့်နေစင်ပြေတယ်တခြား editing ပိုင်းတွေလုပ်ချင်နေစင်ပြေဆိုကျွန်တော် iPad ကိုဝယ်တယ်နော်ဆက်တဲ့ဝန်းကျင်ကတော့မဆိုးဘူးကြလို့ရပါတော့သူစည်းနဲ့သူထည့်ထားတဲ့ quality တွေပါရရဆိုတော့ဒီကျွန်တော်တော့ကတော့မဆိုးဘူးကြလို့ရပါတော့ဒီ iPad ကိုဝယ်မယ်ဆိုရင်တော့ဝယ်ဖို့အတွက်ကျွန်တော်တိုက်တွန်းချင်ပါတယ် price to performance လည်းမဆိုးပါဘူးပေးရတဲ့ဈေးနဲ့တန်တယ်လို့ကျွန်တော်ခံစားရပါတယ်ပြီးတော့ကျောင်းသားကျောင်းသူတွေအတွက်စာဖတ်တာတော့၎င်း online class တက်တာတော့၎င်းအဲ့ဒါတွေအတွက်ကောင်းကောင်းလုပ်လို့အဆင်ပြေတယ်လို့ကျွန်တော်ထင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ